အားလုံးပဲမြင်လာပါကျွန်တော်ကဟိုတစ်ခေါက်တုန်းကကျွန်တော်ပြောထားတယ်ပေါ့နော်ဟိုပါလေပတ်တူးတင်ပေးပါမယ်လို့ဒီနေ့လာတင်ပေးတာပါလို့please ကျွန်တော် channel ကို subscribe ကူညီပေးပါလို့ကျွန်တော်10K ပြင်100K ပြင်ကျွန်တော် live stream လွှင့်ပေးပါမယ်လို့ကျွန်တော်ကြေညာပေးပါကျွန်တော်ရဲ့ဒီ mobile လေးနဲ့ပါairport ကျွန်တော်တို့ join နေပြီပေါ့နော်ကျွန်တော်တို့ဟိုတစ်ပတ်ကတင်ပေးထားတာတော့အားလုံးသိမယ်လို့ထင်ပါတယ်ကျွန်တော်ဒီမှာဟိုဘိန်းနဲ့ခိုက်ခဏနေအောင်ဘေးနဲ့တင်းနဲ့တော့စီးနေဟဲ့ငါမရှိရမှာငါနောက်က sister နေချုပ်ပေးထားမယ်ဒီတစ်ခေါက်ကျွန်တော် friend နဲ့လာဆော့တာပါတဲ့ကျွန်တော် friend တူတော့မဟုတ်ပါဘူးဒါတခြားလူကျွန်တော်နဲ့ကျွန်တော် friend ဟိုကောင်ရှိရဘာလုပ်နေလဲမသိဘူး Okay ကျွန်တော်လင်းထွက်ဟိုကောင်တက်ပြီဘာလုပ်လဲပုံလုံးကြောင်တော်ပြီမင်းမစီးတော့မင်းနဲ့စီးရတာမတန်အောင်ပေါ့တော့ငါတယောက်တည်းပဲတော့စီးတာမင်းက sister နဲ့ထိန်းချုပ်တတ်တာမလားငါမှထိန်းချုပ်တတ်တယ်ကျွန်တော်ကျွန်တော်ထုတ်လိုက်တဲ့လင်းကတော့အမဲအောင်ပေါ့နော်ဒီမဲ့တူတူကျွန်တော်လင်းနေပေါ့နော်လင်းဝတ်တရတာလမ်းကြောင်းမိဒီကတက်မယ်ပြန်ဟိုသွားမယ်ကျွန်တော်ကျတော့ဘာလို့မောင်းလို့မရတာ
ဟိုကောင်ထွက်သွားပြီUSA လို့ခဏနေနော်ကျွန်တော်ပြန်လာခဲ့ပါမယ်ဟိုကလည်းပြန်ထွက်ပြီးပြန်ဝင်ရမှာထင်တယ်โอเค